ခက်ခဲတော့ရှိတာပေါ့ဒါပေမဲ့ဟန်ဆောင်မျိုးသိတော့ဘေးလူချီမှာသာယာသူတယောက်ဖို့တွေ့တင်ကြသလိုတော့ရာရာတိုင်းစင်ပြေမနေဘူးပေါ့အခွင့်အရေးတွေနောက်မှာဒါဝန်တပုံကြီးပေါ့ရန်လဲလွန်တာပေါ့ရေမိချတဲ့နေရာစီကွာဝေးတော့အချို့နေရာများဆိုတရားတပုံကြီးပေါ့ရေးတွေ့ပေးခြင်းတော့နေပူတဲ့ခနာတော့တီခံပေါ့အလင်းတွေပေးခြင်းကိုယ်တိုင်လောင်ကျွမ်းခံတော့